Okay ခင်ဗျားတို့ဒီနေ့ gain ဆော့ရလို့ရှိကြဟုတ်ကဲ့ဗါတကယ်တော့ခင်ဗျားတို့က gain ဆော့နေရမှာပေါ့ gain ကခင်ဗျားတို့ပြန်ဆော့နေဆိုတော့ခင်ဗျားတို့သတိထားမိကြဟုတ်ပါခင်ဗျားမွိုင်းရဆော့ရပဲထားပြန်ဒီခင်ဗျားတို့အနေနဲ့မဖြစ်နိုင်ဘူးဆိုထင်လိုက်မယ်တကယ်တော့ gain ရဲ့ algorithm အရာခင်ဗျားတို့ gain ကိုဆွဲလန်းစေအောင်လို့ gain ရပြီခင်ဗျားတို့ပြန်ဆော့နေဟုတ်ပါအားကြောင့်မို့လို့ခင်ဗျားတို့အနေနဲ့ဒီရှုံးတာရှိမယ်နိုင်တာရှိမယ်ဂိမ်းအမြဲနိုင်နေဆိုရင်တော့ခင်ဗျားတို့အနေနဲ့ပြင်းပြီးရောဗျာဆော့ခြင်းမဖြစ်တာအဲကြောင့်မို့ဂိမ်းရဲ့ algorithm ကခင်ဗျားတို့ကိုမဖြစ်မနေရှုံးအောင်ခင်ဗျားတို့အရန်ကျန်းနေဆိုရင်ခင်ဗျားတို့ထက်ကျန်းတဲ့ enemy နဲ့ခင်ဗျားတို့ပေးတွေ့လိမ့်မယ်ဗျာ squad လိုက်ဆော့ရင်ခင်ဗျားတို့ထက်ကျန်းတဲ့ squad နဲ့ခင်ဗျားတို့ပြန်ပေးတွေ့လိမ့်မယ်ဟုတ်ပါအဲ့ဒါတော့ဂိမ်းရဲ့ algorithm ခင်ဗျားတို့ဂိမ်းကိုဆော့ခြင်းလားအောင်မဆော့ခြင်းလားအောင်ဆွဲဆောင်နေနီးအဲ့တော့ရှုံးလာတဲ့အချိန်ကျရင်ဘာလို့ကတပွဲနဲ့ဆော့ရင်နဲ့ဆွဲဆောင်မှုခံလိုက်ရပြီးတော့ဆွဲသွားတယ်။အားကြောင့်မလို့တကယ်တော့ခင်ဗျားတို့ကဂိမ်းကိုဆော့ဂိမ်းကခင်ဗျားတို့ဆော့နေဆိုပြန်ပြီးတော့သတိထားကြည့်ပါ။ဟုတ်ကဲ့ပါ။ကျွန်တော်ဂိမ်းနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုမျှဝေပေးနေကူကြည့်ရဖြစ်ပါတယ်။ကျွန်တော်နောက်ထပ် knowledge ဒီလိုဂိမ်းနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုသိချင်တော့ကျွန်တော်ရဲ့ channel ကိုပေါင်းလေးပြီးတင်နေပြီးတော့စောင့်ကြည့်လို့ရပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ကူကြည့်ရပါ